ရှင်မသက်ခရစ်ဝင်အခန်းကြီး26ထိုဒေသနာတော်ရှိသမျှတို့ကိုယေရှုသည်အကုန်အစင်ဟောတော်မူပြီးလျှင်တပည့်တော်တို့အားနှစ်ရက်လွန်ပြီးမှပတ္တခါပွဲနေ့ရောက်မီကိုသင်တို့သိကြ၏ထိုအခါလူသားကိုလဝါကတိုင်မှရိုက်သက်စေခြင်းကအနံကြလိမ့်မည်ဟုမိန့်တော်မူ၏ထိုအခါယေဘရဟိအကြီးကျမ်းပြုဆရာတို့နှင့်လူတို့တွင်အကြီးအကဲဖြစ်သောသူတို့သည်ကာယဖအမည်ရှိသောယေဘရဟိမင်း၏အိမ်ဦး၌စီဝေးကြပြီးလျှင်ယေရှုကိုပရိယာအားဖြင့်ဖမ်းဆီး၍တက်အံ့သောငါတိုင်ပင်ကြ၏သို့တော်လည်းလူများတို့သည်ယုံရင်ခတ်ဖြစ်မည်ကိုစိုးရိမ်၍ပွဲနေ့တွင်မပြုနှင့်ဦးဟုပြောဆိုကြ၏ဘေသနိရွာတွင်ရှိမုန်အမည်ရှိသောလူနူ၏အိမ်၌ယေရှုရှိတော်မူသည်ဖြစ်၍မိန်းမတစ်ယောက်သည်အဖိုးများစွာထိုက်သောစီမွေးကြောက်ဖြူခွက်တစ်လုံးကိုအထံတော်သို့ယူခဲ့၍စပွဲနားမှလျောင်းတော်မူသောကိုတော်၏ခေါင်းပေါ်၌တွန်းလောင်းလေ၏တပည့်တော်တို့သည်မြင်လျှင်ဒေါသစိတ်ရှိသည်ဖြစ်၍အဘယ်ကြောင့်အကျိုးမဲ့ဆုံးစေသနည်းထိုစီမွေးကိုအဖိုးများစွာနှင့်ရောင်း၍ဆင်းရဲသောသူတို့အားပေးစရာကောင်းသည်ဟုဆိုကြ၏ယေရှုသည်တည်တော်မူလျှင်ထိုမိန်းမကိုအဘယ်ကြောင့်နှောက်ယှက်ကြသနည်းသူသည်ငါ၌ကောင်းသောအမှုကိုပြုပြီးဆင်းရဲသောသူတို့သည်တင်တို့၌အစဉ်ရှိကြ၏ငါမူကားတင်တို့၌အစဉ်ရှိသည်မဟုတ်ဤစီမွေးကိုငါကိုအပေါ်၌တွန်းလောင်းသည်မှာငါအလောင်းကိုတကြိုမီဟုပြင်ဆင်ခြင်းကပြုသည်ငါမှန်ဆိုသည်ကအင်ဝေဂလိတရားကိုမြေတပြင်လုံးတွင်ဟောသောအရရတို့၌ဤမိန်းမကိုအောက်မေ့စရာဖို့သူပြုသောဤအမှုကိုကြားပြောရကြလက်တံဟုမိန့်တော်မူ၏ထိုအခါတပည့်တော်တစ်ကြိမ်နှစ်ပါးအဝင်ဖြစ်သောယုဒရှကာယုတ်သည်ယေဘရဟိအကြီးတို့ထံသို့တွား၍အကျွန်ုပ်သည်ယေရှုကိုကိုတော်တို့လက်သို့အပ်လင်အဘယ်မျှလောက်ပေးပါမည်နည်းဟုလျှောက်တော်ထိုသူတို့ကငွေအကျပ်30ပေးမည်ဟုဝန်ခံကြ၏ထိုအခါမှစ၍ကိုတော်ကိုအပ်ခြင်းကအစင်သက်သောအချိန်ကာလကိုရှာကြံလျက်နေကြ၏အဇုမပွဲပထမနေ့၌တပည့်တော်တို့သည်အထံတော်သို့ချဉ်ကပ်၍ကိုတော်သည်ပတ္တခါပွဲကိုစားတော်မူဖို့ရာအဘယ်အရက်၌အကျွန်ုပ်တို့သည်ပြင်ဆင်စေခြင်းကအလိုတော်ရှိတော်မူသည်ဟုမေးလျှောက်ကြသောကိုတော်ကမြို့၌ဤမိသောသူ၏အိမ်သို့သွားကြဆရာမာလိုက်သည်ကားငါအချိန်နီးပြီသည့်အိမ်၌ငါတပည့်တို့နှင့်တကွပတ္တခါပွဲကိုငါခံမည်ဟုထိုသူကိုပြောကြလော့ဟုမိန့်တော်မူ၏တပည့်တော်တို့သည်စင်တော်မူသည့်အတိုင်းပြု၍ပတ္တခါပွဲကိုပြင်ဆင်ကြ၏ညဦးရန်အချိန်ရောက်မှတပည့်တော်တစ်ကြိမ်နှစ်ပါးတို့နှင့်အတူစပွဲနှင့်လျောင်းတော်မူ၏စား၍နေကြစဉ်ကိုတော်ကငါမှန်ဆိုသည်ကားတင်တို့တွင်တစုံတစ်ယောက်သောသူသည်ငါကိုအံ့နံလိမ့်မည်မိန့်တော်မူလျှင်တပည့်တော်တို့ကအလွန်ဝမ်းနည်း၍တခင်အကျွန်ုပ်လောဟုအတိတိမေးလျှောက်ကြ၏ကိုတော်ကလည်းငါနှင့်အတူပကံတွင်လက်၌သောသူသည်ငါကိုအံ့နံလိမ့်မည်ကျမ်းစာလာသည့်အတိုင်းလူသားသည်တွားရမည်သို့တော်လည်းလူသားကိုအံ့နံသောသူသည်အမင်္ဂလာရှိ၏ထိုသူသည်ဖွားမြင်ခြင်းကိုမခံရလျင်အနေသာ၍ကောင်းသည်ဟုမိန့်တော်မူ၏ကိုတော်ကိုအံ့နံမည်သူယုဒရှကာယုတ်ကလည်းအရှင်ဖျားအကျွန်ုပ်လောဟုမေးလျှောက်လျင်တင်ဆိုသည့်အတိုင်းမှန်သည်ဟုပြန်ပြောတော်မူ၏ထိုအခါစားလျက်နေကြစဉ်တွင်ယေရှုသည်မုတ်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုတ်ကိုဖဲ့၍ဤမုတ်ကငါ၏ကိုဖြစ်၏ယူ၍စားကြလော့ဟုမိန့်တော်မူလျက်ယူ၍စားကြလော့ဟုမိန့်တော်မူလျက်တပည့်တော်တို့အားပေးတော်မူ၏ခွက်ကိုလည်းယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှသူတို့အားပေးတော်မူ၍တင်တို့ရှိသမျှသည်တောက်ကြလော့ဤခွက်ကပရိညင်တရားသစ်နှင့်ဆိုင်၍လူများတို့၏အပြစ်ကိုလွတ်စေခြင်းကတွန်းသောငါ၏အသွေးဖြစ်၏ငါဆိုသည်ကားဤစပည့်ရေမျိုးအသစ်ကိုငါခမဲတော်၏နိုင်ငံ၌တင်တို့နှင့်အတူငါမတောက်မီနေ့တိုင်အောင်ယနေ့မှစ၍တဖန်ငါမတောက်ရဟုမိန့်တော်မူ၏ထိုနောက်တခြင်းဆူကြပြီးမှတန်လွင်တောင်သို့ထွက်သွားကြ၏ထိုအခါယေရှုကလည်းကျမ်းစာလာသည်ကားတိုးထင်းကိုငါရိုက်တက်၍တိုးတို့သည်ကွဲလွင့်ရကြလိမ့်မည်ဟုရေးထားသည်နှင့်အညီယနေ့ညတွင်တင်တို့ရှိသမျှသည်ငါကြောင့်စိတ်ပြက်ကြလိမ့်မည်သို့တော်လည်းငါသည်ထမြောက်ပြီးမှတင်တို့ရှေ့ဂါလိလဲပြည်သို့တွားမည်ဟုမိန့်တော်မူသောပေတရုကဤသူရှိသမျှတို့သည်ကိုတော်ကြောင့်စိတ်ပြက်ကြတော်လဲအကျွန်ုပ်သည်စိတ်အလင်းမပြတ်ပါဟုလျှောက်လေ၏ယေရှုကလည်းငါမှန်ဆိုသည်ကားယနေ့ညတွင်ကြက်မတွန်မီတင်သည်3 ကြိမ်မြောက်အောင်ငါကိုညှင်းပယ်လိမ့်မည်ဟုမိန့်တော်မူလျှင်ပေတရုက
ကိုတော်နှင့်တကွတေရတော်လဲအကျွန်ုပ်ကိုတော်ကိုမငင်းမပယ်ပါဟုလျှောက်ပြန်၏တပည့်တော်အပေါင်းတို့သည်လည်းထိုနည်းတူလျှောက်ကြ၏ထိုအခါယေရှုသည်သူတို့နှင့်အတူဂေသရှေမန်အရက်သို့ရောက်တော်မူလျှင်ငါသည်ဟိုရက်သို့တွား၍ဆုတောင်းစဉ်တွင်ဤရက်၌ထိုင်နေကြလောဟုတပည့်တော်တို့အားမိန့်တော်မူပြီးမှပေတရုနှင့်ဇေဗေဒဲ၏သားနှစ်ယောက်တို့ကိုခေါ်သွား၍နှလုံးမသာစိတ်ပူပန်ခြင်းသို့ရောက်တော်မူ၏ထိုအခါယေရှုကငါသည်တေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏ဤရက်၌ငါနှင့်အတူစောင့်၍နေကြလောဟုတပည့်တော်သုံးယောက်တို့အားမိန့်တော်မူ၍ထိုမှအနှဲငယ်လွန်ပြန်လျင်ပြတ်ဝ၍အကျွန်ုပ်အဖဤခွက်သည်အကျွန်ုပ်ကိုလွန်သွားနိုင်လျင်လွန်သွားပါစေသောသို့တော်လည်းအကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနှင့်ကိုယ်တော်အလိုရှိသည့်အတိုင်းဖြစ်ပါစေသောဟုဆုတောင်းတော်မူ၏တပည့်တော်တို့ရှိရာသို့ပြန်၍သူတို့သည်အိပ်ပျော်လျက်နေကြသည်ကိုတွေ့တော်မူလျှင်သင်တို့သည်တဏှာဤခက်မြငါနှင့်အတူစောင့်၍နေခြင်းကဤသို့မစွမ်းနိုင်သလောစုံစမ်းနှောက်ယှက်ခြင်းနှင့်ကင်းလွတ်မည်အကြောင်းဆုတောင်းလျက်စောင့်နေကြလောစိတ်ဝိညာဉ်ကစေတနာရှိငါတော်လဲကိုမူကားအားနည်းသည်ဟုပေတရုအားမိန့်တော်မူပြီးမှတဖန်တွား၍အကျွန်ုပ်အဘဤခွက်ကိုအကျွန်ုပ်မတောက်ဘဲလွန်၍မတွားရလျင်ကိုတော်အလိုရှိသည့်အတိုင်းဖြစ်ပါစေသောဟုဆုတောင်းပြန်၏ထို့နောက်တပည့်တော်တို့ရှိရာသို့လာ၍သူတို့သည်မျက်စိလေးလံတစ်ဖြစ်တဖန်အိပ်ပျော်လက်နေကြသည်ကိုတွေ့တော်မူလျင်သူတို့ကိုထားခဲ့၍တဖန်သွားပြီးလျင်ရှေ့မွတ်ဆိုသည်နိတူ၃ကြိမ်မြောက်ဆုတောင်းတော်မူ၏ထို့နောက်တပည့်တော်ရှိရာသို့ပြန်လာလျင်ယခုအိပ်ပျော်၍ငြိမ်ဝတ်စွာနေကြလောလူသားကိုစိုးသောသူတို့လက်သို့အနံ့သောအချိန်ရောက်လာပြီထကြငါတို့သည်တွားကြကုန်အံ့ငါကိုအနံ့သောသူသည်ရောက်လာပြီဟုမိန့်တော်မူ၏ထိုတို့မိန့်တော်မူစဉ်တွင်ပင်တပည့်တော်တစ်ကြိမ်နှစ်ပါးအဝင်ဖြစ်သောယူဒရှကာယုတ်လာ၏ယေဘရဟိအကြီးတို့နှင့်သူတို့တွင်အကြီးအကဲဖြစ်သောသူများဆေလွတ်သောလူအစုအဝေးအပေါင်းတို့သည်ဓာနှင့်ဒုတ်များကိုကင်လက်ပါကြ၏ကိုတော်ကိုအနံ့သောသူကငါနမ်းသောသူသည်ယေရှုပင်ဖြစ်၏သူကိုဖမ်းကြဟုထိုသူတို့အားအမတ်ပေးခဲ့သည့်အတိုင်းကိုတော်ရင်းတို့ချက်ချင်းချီးကပ်၍အရှင်ဖျားမင်္ဂလာရှိပါစေသောဟုဆိုလက်နမ်းလေ၏ယေရှုကလည်းအဆွေအဘယ်အခင်းရှိ၍လာသနည်းဟုမေးတော်မူပြီးမှထိုသူများတို့သည်လာ၍ကိုတော်ကိုဆွဲကင်ဖမ်းဆီးကြ၏ထိုအခါယေရှုနှင့်ပါသောသူတစ်ယောက်သည်လက်ကိုဆန့်၍ဓာကိုဆွဲထုတ်ပြီးလျှင်ယေဘရဟိမင်း၏ကျွန်တစ်ယောက်ကိုခုတ်သဖြင့်နရွက်ပြက်လေ၏ယေရှုကလည်းတင့်ဓာကိုသူ့နေရာ၌ပြန်ထားလောဓာကိုကင်သောသူရှိသမျှတို့သည်ဓာဖြင့်ဆုံးရှုံးခြင်းသို့ရောက်ရလိမ့်မည်ယခုပင်ငါအဘကိုငါတောင်းနိုင်သည်ကို၎င်းတောင်းလင်ကောင်းကင်တမန်12တက်မကငါထံသို့ဆေလွတ်တော်မူမီကို၎င်းတင်းသည်မထင်သလောတို့ဖြစ်လင်ဤသို့သောအမှုအရာတို့သည်ဖြစ်ရမည်ဟူသောကျမ်းစာချက်သည်အဘယ်သို့ပြည့်စုံအပ်နည်းဟုမိန့်တော်မူ၏ထိုအခါယေရှုကတင်းတို့သည်တပြားကိုဖမ်းတဲ့ကဲ့သို့ငါကိုဖမ်းအပ်သောငါဓာနှင့်ဒုတ်များကိုလက်ဆွဲလက်လာကြသည်တကားငါသည်ဗိမာန်တော်၌နေ့တိုင်းဆုံးမဩဝါဒပေးလက်တင်တို့အလယ်၌ထိုင်နေစဉ်အခါတင်တို့သည်ငါကိုမဖမ်းဆီးကြထိုအကြောင်းအရာမူကားအနာဂတ်ကျမ်းစာပြည့်စုံမည်အကြောင်းတည်းဟုလူအစုဝေးတို့ကိုမိန့်တော်မူ၏ထိုအခါတပည့်တော်အပေါင်းတို့သည်ကိုတော်ကိုစွန့်ပစ်၍ပြေးကြ၏ကိုတော်ကိုဖမ်းဆီးသောသူတို့သည်ကျမ်းပြုဆရာလူအကြီးအကဲများစုဝေးရာယေဘရဟိမင်းကာယဖထံသို့ဆောင်သွားကြ၏ပေတရုသည်လည်းယေဘရဟိမင်း၏အိမ်ဦးတိုင်အောင်ကိုတော်နှင့်ဝေးစွာလိုက်၍အတွင်းသို့ဝင်ပြီးလျှင်ထိုမှုအဆုံးကိုသိမြင်ခြင်းကမင်းလွတ်လင်တို့နှင့်အတူထိုင်နေ၏ယေဘရဟိအကြီးတို့နှင့်လူအကြီးအကဲလို့အရာရှိအပေါင်းတို့သည်ယေရှုကိုတည့်ရမည်အကြောင်းမမှန်သောတသက်ကိုရှာတော်လဲမတွေ့ကြမမှန်သောတသက်ခံအများလာတော်လဲတသက်ကိုမတွေ့ကြနောက်ဆုံး၌မမှန်သောတသက်ခံနှစ်ယောက်တို့သည်လာ၍ဤသူကငါသည်ဘုရားသခင်ဗိမာန်တော်ကိုဖြိုဖျက်၍၃ရက်အတွင်းတွင်တည်ဆောက်နိုင်သည်ဟုပြောပါသည်ဟုတသက်ခံကြ၏ယေဘရဟိမင်းသည်ထ၍တင်းသည်တခွန်းမြပြန်၍မပြောသလောဤသူတို့သည်အဘယ်သို့တသက်ခံသည်နည်းဟုဆိုလျှင်ယေရှုကတိတ်ဆိတ်စွာနေတော်မူ၏ယေဘရဟိမင်းကလည်းတင်းသည်ခရစ်တော်တည်းဟုသောဘုရားသခင်သားတော်မှန်သည်မမှန်သည်ကိုငါတို့အား
ပြောစီခြင်းကအသက်ရှင်တော်မူသောဘုရားသခင်ကိုငါတိုင်တယ်၍တင့်ကိုကျိန်ဆိုစေ၏ဟုဆိုလျင်ယေရှုကတင်ဆိုသည့်အတိုင်းမှန်၏ထိုမြတ်မကငါဆိုသည်ကားနောင်ကာလ၌လူသားသည်တကိုးတော်၏လက်ရဘက်၌ထိုင်လျက်မိုးတိမ်ကိုစီး၍ကြွလာသည်ကိုတင်တို့မြင်ရကြလက်တံဟုမိန့်တော်မူ၏ထိုအခါယေဘရဟိမင်းသည်မိမိအဝတ်ကိုဆုပ်လက်ဤသူသည်ဘုရားကိုလွန်ကျူး၍ပြောပြီအဘယ်တက်သေးကိုလိုသေးသည်နည်းဘုရားကိုလွန်ကျူး၍ပြောသောစကားကိုယခုပင်သင်တို့ကြားရပြီအဘယ်သို့ထင်မှတ်ကြသနည်းဟုမေးမြန်းလင်ထိုသူတို့ကဤသူသည်အသေးခံထိုက်ပေ၏ဟုပြန်၍စီရင်ကြ၏ထိုအခါမျက်နာတော်ကိုတတွေးနှင့်ထွေးကြ၏လက်သီးနှင့်ထိုးကြ၏အချို့တို့သည်လည်းပါးတော်ကိုလက်နှင့်ပုတ်၍အချင်းခရစ်တော်ကိုတော်ကိုအဘယ်သူပုတ်တီကိုပရောဖက်ပြု၍ဟောတော်မူပါဟုဆိုကြ၏ပေတရုသည်ပြင်မှအိမ်ဦး၌ထိုင်နေစဉ်အစေအပါမိမတယောက်သည်သူရှိရာသို့လာ၍သင်သည်လည်းဂါလိလဲလူယေရှုနှင့်ပေါင်းဖော်သောသူဖြစ်သည်ဟုဆိုလေပေတရုကသင်ပြောသောအရာကိုငါမသိဟုလူအပေါင်းတို့ရှေ့၌ငင်းခုန်လေ၏ထို့နောက်ပေတရုသည်အိမ်ဦးရှေ့သို့ထွက်ပြီးမှအခြားသောမိမသည်သူ့ကိုမြင်၍ထိုအရက်၌ရှိသောသူတို့အားဤသူလဲနာဇက်မြို့သားယေရှုနှင့်ပေါင်းဖော်သောသူဖြစ်သည်ဟုဆိုလေပေတရုကထိုသူကိုငါမသိဟုကျိန်ဆိုလက်တဖန်ငင်းခုန်ပြန်၏ထို့နောက်ညမကြာထိုရက်၌ရက်နေသောသူတို့သည်ပေတရုအနီးသို့လာ၍အကယ်စင်စစ်သင်သည်လည်းထိုသူတို့အဝင်ဖြစ်၏သင်စကားသည်သင်အကြောင်းကိုထင်ရှားစေ၏ဟုဆိုကြလျင်ပေတရုကထိုသူကိုငါမသိဟုဒိဋ္ဌံပြု၍ကျိန်ဆို၏ထိုကဏချင်းတွင်ကြက်တွန်လေ၏ယေရှုကကြက်မတွန်မီသင်သည်၃ကြိမ်မြောက်အောင်ငါကိုငင်းပယ်လိမ့်မည်ဟုမိန့်တော်မူသောစကားကိုပေတရုသည်ကြားရသဖြင့်ပြင်သို့ထွက်၍ပြင်းစွာငိုကြွေးလေ၏